မင်္ဂလာပါရှင်။ရိုင်းဒုက္ခကွန်ဒိုမီနီယံရဲ့ BD Management တွေက2026ဖေဖော်ဝါရီလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ Inlet Subdatan ပိုက်မှာအမိုက်ပိတ်ဆို့နေတဲ့အတွက်ကြောင့်တန်ရှင်းရေးပြုလုပ်ပေးခြင်း Ground Floor Public Toilet ပြုပြင်ပေးခြင်း Basement ဘေးဘက်မှာရှိတဲ့နံရံမှန်များကိုပြုပြင်ပေးခြင်းကူးလွန်လျှောက်လန်းဟောလန်ဝါယာ connection စစ်ဆေးပေးခြင်း Inlet Outlet အတွင်းမှာပတ်နေအမိုက်ပိတ်ဆို့နေတဲ့အတွက်ကြောင့်တန်ရှင်းရေးပြုလုပ်ပေးခြင်း CCTV အခန်း Aircon Drain Pipe ပြုပြင်ပေးခြင်းခြေကူးကန်ဘေးမှာရှိတဲ့အခင်းများကိုပြုပြင်စေတုပ်ပေးခြင်း lift များအစားပြုလုပ်ပေးခြင်း lift number 5မှာ stabilizer line 1 control ကအသစ်လဲပေးခြင်း lift number 5မှာ stabilizer တာပင်နဲ့တစ်လုံးလောင်သွားတဲ့အတွက်ကြောင့်အသစ်လဲပေးခြင်းခြေကူးကန်ကရီတာများစစ်ဆေးပေးခြင်း void area မှာခိုးချေးများကိုဆေးကြောပေးခြင်း ground floor အမိုက်ကန်နားမှာရှိတဲ့ floor drain ကိုတန့်ရှင်းရေးပြုလုပ်ပေးခြင်း ground floor ကားပါကင်ရေးဆေးတဲ့နေရာမှာရေစင်းပိုက်တွေပိတ်နေတဲ့အတွက်ကြောင့်ပြုပြင်ပေးခြင်းခြေကူးကန်ဘေးမှာရှိတဲ့ဝါးပင်များကိုဆေးတုပ်ပေးခြင်း overhead တက်များဆေးကြောပေးခြင်းကွန်ဒိုအနောက်ဖက်ချန်စီယိုကာများကိုပြန်လည်ပြုပြင်ပေးခြင်းအခန်းတွင်းမိန်တိန်နဲ့ဝန်ဆောင်မှုများဖြစ်တဲ့ water heater အေးလက်ပိုက်များကိုအသစ်လဲပေးခြင်းတို့ဖြစ်ပါတယ်ရှင်။ညီမတို့ရိုင်းရဲ့ဒုက္ခကွန်ဒိုမီနီယံရဲ့ဖေဖော်ဝါရီလအတွက် maintenance fees ကိုတော့3,900 ကျပ်သတ်မှတ်ကောက်ခံထားပါတယ်ရှင်။ဟုတ်ကဲ့ပါဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာတော့ညီမကမက်ရှိလအတွင်းမှာ BD Management တွေရဲ့လုပ်ဆောင်ချက်တွေကိုဆက်ပြီးတော့ပြပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။